လျှက်ပြက်ကဲ့သို့လျင်မြန်ခြင်းဖြင့်သူ၏ခါမှဓာကြီးကိုဆွဲထုတ်လိုက်ပြီးသူ၏နှလုံးသားတက်သို့တခါတည်းထိုးစိုက်လိုက်ပါတော့သည်။နော်ဘူးအကိုကြီးဒီနိုင်ငံအကြောင်းအကိုကြီးမသိဘူးကျမကသိတယ်။ကူတာဘော့ဆိုသူမှာဦးကြီး၏အလုပ်ကျန်သမားဟိန္ဒူလူမျိုးကူလီဖြစ်၍အထက်ပါအဖြစ်အပျက်များကိုဝေယံတာမှနေ၍ကြည့်ရှုနားထောင်နေ၏။ဖကီးကြီးထွက်သွားသောအခါသူသည်ကျမတို့ထံလာရောက်ပြီးလျှင်ဦးခေါင်းကိုငုံလျက်ဦးကြီးအားပြန်ခေါ်လိုက်ပါသခင်သူ့ခန်းမှာပဲသူပြန်နေပါစေ။ဟိုဘက်ခြမ်းကဟိန္ဒူတွေနေတဲ့အခန်းမှာကျွန်တော်သွားပြီးနေနိုင်ပါတယ်သခင်။ဦးကြီးကစိတ်မရှိသည့်ဟန်ဖြင့်ဟေးကူတာဘောမင်းကအဖိုးကြီးစိတ်ဆိုးတာများကြောက်နေရသေးလား။မင်းကဟိန္ဒူငါကခရစ်ယာန်မကာကလူတစ်ယောက်ကရောက်တက်ရရပါဇက်ကရှောက်ပြီးရွတ်တာကိုအရေးလုပ်เสียလားသူသွားရင်မင်းအခန်းကောင်းကောင်းရတာပေါ့။ဦးကြီးစကားများကိုကြားလျင်ကူတာဘောသည်ခေါင်းငိုက်ဆိုင်ချကာတလဲပင်များဘေးတစ်လျှောက်တွင်စိုက်ထားသောလမ်းကလေးစီသို့ထွက်သွားလေသည်။နေ့ရက်များတဖြည်းဖြည်းကုန်လွန်သွား၍ကျမတို့ပြန်ရန်အချိန်ရောက်လာပါသည်။ကုလားဖုန်းကြီးကျိန်ဆိုသွားသောသတင်းသည်တစ်ရွာလုံးပြန့်နှံ့သွား၏။ကုလားများ၌ပင်ဤသတင်းကိုတီးတိုးပြောကာအချို့ကရင်မောလှောင်ပြောင်လျက်အချို့ကလေးလေးနက်နက်ယူဆပြီးလျှင်အချို့ကလည်းဦးကြီးကိုသတိပေးကြပါသည်။သို့သော်ဦးကြီးရဂျီနယ်ကဂရုမစိုက်ပါ။ကျမတို့မပြန်မီတစ်နေ့ညနေစောင်းတွင်ကျမတို့သည်ကလပ်တွင်ဦးကြီးနှင့်အတူဖဲကစားလျက်ရှိပါသည်။ကောင်းကင်မှမိုးချင်းသံမိုးကြိုးထစ်သံများကြားရပါသည်။အောက်တိုဘာလသို့ပင်ရောက်ပြီဖြစ်သော်လည်းထိုရက်ဒေသတွင်နေရာသည်မကုန်ခမ်းသေးဘဲအလွန်ပူအိုက်လျက်ရှိသောကြောင့်ကျမသည်မိခင်ကြီးနှင့်အတူဝေယံတာသို့ထွက်၍ရေခဲစိမ်သောဝီစကီကိုဆိုဒါနှင့်ရောစပ်သောက်နေပါသည်။ကျမတို့အိမ်ပြန်ခါနီးတွင်ဝေယံတာသို့ဦးကြီးထွက်လာ၍မင်းတို့အိမ်ပြန်ရောက်ရန်ငါမင်းကိုဆိုက်ကလားနှင့်အပို့လွှတ်လိုက်ပါကွယ်ဟုမှာကြားလိုက်ပါသည်။ထို့နောက်ကျမတို့သားအမိဦးကြီးအားနှုတ်ဆက်၍အိမ်သို့ပြန်လာခဲ့ပါသည်။အိမ်သို့ပြန်ရောက်သောအခါကျမတို့ကိုယ်တိုင်မြင်းဆောင်သို့သွား၍ဦးကြီး၏မြင်းကိုသကြားအညိုခဲများကျွေးပါသည်။ဦးကြီး၏မြင်းမှာအလွန်လှပ၍စိတ်ထန်သောမျက်နှာကောင်ဖြစ်ပါသည်။ကျမမိခင်ကအမိန့်ပေးသဖြင့်ဆိုက်ကလားသည်မြင်းကြီးကိုကုန်းတင်ပြီးလျှင်ဦးကြီးရှိရာကလပ်သို့ဆွဲသွားပါတော့သည်။ကျမသည်အဝတ်စားလဲပြီးနောက်အိမ်ရှေ့ဝေယံတာသို့ထွက်လာသည့်ခဏ၌ပင်ဆိုက်ကလားသည်ဂိတ်ဝမှအိမ်သို့လာသောတလဲပင်များစိုက်ထားသည့်လမ်းအတိုင်းအူရဖားရပြေးလာသည်ကိုမြင်ရသဖြင့်အံ့အားသင့်ပြီးကြည့်နေမိပါသည်။ဝေယံတာအောက်သို့ရောက်သည်နှင့်တပြိုင်နက်အောက်ပါအတိုင်းမောကြီးပန်းကြီးပြောပြပါသည်။သူပြောသောစကားအဓိပ္ပါယ်မှာသခင်အားမြင်းကိုအပ်ပြီးနောက်သခင်သည်မြင်းကိုအိမ်ဆီသို့စီးလိုက်ရာသူကနောက်မှထက်ကြက်မကွာလိုက်လာကြောင်းအိမ်နှင့်မနီးမဝေးရှိလမ်းကူးပြွန်လုံးကြီးအနီးသို့ရောက်သောအခါကျေလောင်ကြောက်မက်ဖွယ်ကောင်းသောငှက်အော်သံတစ်သံကိုကြားလိုက်ရကြောင်းထိုခဏ၌ပင်အလွန်ကြီးမားသောဇီးကွက်ကြီးတစ်ကောင်သည်သစ်ပင်များကြားမှထွက်လာပြီးလျှင်မြင်း၏မျက်နှာနှင့်အတောင်များကိုပြင်းထန်စွာရိုက်ခတ်လိုက်ရာမြင်းသည်ထိတ်လန့်ကာရုတ်တရက်ပြတင်းရပ်လိုက်ကြောင်းထိုအခါမြင်း၏နောက်ခြေထောက်များသည်ပြွန်လုံးဘေးရှိမြောင်းထဲသို့ကျသွားရာသခင်သည်ကတ္တရာဈေးလမ်းပေါ်သို့ကျသွား၍မြင်းကြီးမှာမြောင်းထဲသို့ထိုးကျသွားကြောင်းစသည်တို့ဖြစ်ပါသည်။သို့နှင့်ကျမတို့သားအမိသည်ဆိုက်ကလားပြေးသွားရာသို့အိမ်မှအစီခံများနှင့်အတူအပြေးလိုက်ခဲ့ကြပါသည်။ထိုနေရာသို့ရောက်သောအခါဦးကြီးမှာဦးခေါင်းတန်ရာများမှသွေးများတထောထွက်ပြီးလျှင်မလုံးမရှက်ရှိနေပါသောမိခင်ကစမ်းသပ်ကြည့်သောအခါဦးကြီးရဂျီနယ်မှာအသက်ပျောက်လျက်ရှိနေပါအကြာမီဆရာဝန်ရောက်လာရာဦးကြီး၏ဦးခွင်မှာကတ္တရာဈေးလမ်းတွင်ပြင်းထန်စွာရိုက်မိသောကြောင့်ကွဲသွားကြောင်းသိရပါသည်။ကျမတို့လာသောအပျော်ခရီးမှာဦးကြီး၏အလောင်းကိုသဂြိုဟ်ရန်လာသကဲ့သို့ဖြစ်နေတော့သည်။မိခင်ကြီးမှာယူကျိုးမရမျက်ရည်နှင့်မျက်ခွဲဖြစ်ရပါတော့သည်။အသုဘကိစ္စပြီး၍ကျမတို့သည်ဝင်းစည်းစလွယ်များကိုထုတ်ပိုး၍ပြန်ခဲ့ရာသူ၏နေရာကိုဆက်ခံပြီးနောက်အရာရှိသည်လည်းရောက်လာခဲ့ပါသည်။ဆောင်းလများသည်တဖြည်းဖြည်းကုန်လွန်သွားလေရာကျိန်သာနှင့်ပတ်သက်၍မည်သူကမျှမည်သည့်အကြောင်းကိုမျှမပြောတော့ကြောင်းမိတ်ဆွေများထံမှကြားသိရပါသည်။တစ်နှစ်လွန်မြောက်၍နောက်မိုးတွင်းသို့ရောက်လာခဲ့ရာထိုဒေသများတွင်ရေကြီး၍ငတ်မွတ်ခေါင်းပါးခြင်းဘေးကြီးဆိုက်ရောက်ပါတော့သည်။နောက်ဆုံးတွင်ကာလာဝမ်းရောဂါဖြင့်အပြီးသတ်ပြီးလျှင်အသေအပျောက်အလွန်များပါသည်။စခန်းတိုင်းမှဆရာဝန်အားလုံးပင်နေ့မအိပ်ရညမအိပ်ရအလုပ်များလျက်ရှိနေခဲ့ရာအချိန်အတော်ကြာမှပင်တဖြည်းဖြည်းငြိမ်သက်သွားပါသည်။ထိုအခါမှဆရာဝန်များသည်ဝမ်းရောဂါဖြစ်ရာ
ရွာကြီးတို့မှာမိမိတို့စခန်းသို့ပြန်ရေးရောက်ကြပြီးလျှင်နေပူသို့မထွက်ရတော့ဘဲမိမိတို့အိမ်ဂေဟာတွင်အေးချမ်းစွာနေရပါသည်ဆရာဝန်တစ်ဦးသည်ဦးကြီးနေခဲ့ဖူးသောသလဲမြိုင်အိမ်ကြီးတွင်လာရောက်နေထိုင်ရာမကြာမီပင်၎င်းဆရာဝန်မှာအလုပ်ပင်ပန်းခဲ့ရာမှကျန်းမာရေးကိုထိခိုက်လာကာနောက်ဆုံးတွင်ဝမ်းရောဂါဖြင့်သေဆုံးသွားပါသည်ထိုအချိန်များတွင်ကျွန်မတို့သည်တောင်စခန်းမြို့တစ်မြို့တွင်သွားရောက်နေထိုင်ခဲ့ရာမှာအပြန်တွင်ကျွန်မတို့၏မိဘများ၏မိတ်ဆွေတစ်ဦးသည်မကြာမီကမှလက်ထပ်ပြီးနောက်ထိုမြို့သို့ပြောင်းရွှေ့ပြီးလျှင်သလဲမြိုင်အိမ်ကြီး၌နေထိုင်သည်ဟုသတင်းကြားရပါသည်သူ၏ဇနီးသည်အသက်ကလေးကိုလည်းသူနှင့်အတူခေါ်ခဲ့ပါသည်မကြာမီသူသည်ကျွန်မ၏ဖခင်ထံသို့စာတစ်စောင်ရေးလိုက်ရန်သူ၏စာတစ်ပိုက်မှာအောက်ပါအတိုင်းဖြစ်ပါသည်ဒီမှာမိတ်ဆွေကျုပ်အစေခံနေရာအခုသလဲမြိုင်အိမ်ကြီးမှာနေရတာစိတ်မချမ်းသာတဲ့လက္ခဏာရှိတယ်အရင်ကကျိန်စာကိုအလကားတွေးပြီးကြောက်နေကြတယ်ဒီတော့ကျုပ်ကဖက်ကီးကြီးကိုလိုက်ရှာပြီးပြန်ခေါ်ဖို့ပြောတယ်နို့ပေမဲ့ဖက်ကီးကြီးကိုရှာလို့မတွေ့တော့ဘူးသေပြီနဲ့တူပါတယ်ဒီလိုဆိုရင်သူ့ကျိန်စာဟာသူနဲ့အတူပါသွားရောပေါ့မကြာမီခရစ်စမတ်နှစ်ကူးပွဲသို့ရောက်လာ၍ထိုမိတ်ဆွေ၏အမည်သည်ဂုဏ်ထူးဆောင်ပွဲရသူများ၏အမည်စာရင်းတွင်ပါလာပါသည်သူသည် CIE ဘွဲ့ကိုရရှိသွားပါသည်သို့နှင့်ပျော်ရွှင်သောဇနီးမောင်နှံတို့သည်ညစာစားပွဲတစ်ခုကိုကျင်းပရန်စီစဉ်ပါသည်ညစာစားပွဲမှာကြီးကျယ်ခမ်းနား၍ကျွန်မတို့မိသားစုအားဆက်လာရောက်ရန်ဖိတ်ကြားသည့်အတိုင်းသွားရောက်ကြပါသည်ကျွန်မတို့သည်အခြားဂုဏ်သရေရှိပုဂ္ဂိုလ်များနှင့်အတူစားပွဲတွင်ထိုင်ကြသောခဏ၌ပင်အိမ်ရှင်အရာရှိကြီးမှာရုတ်တရက်နှလုံးသွေးရပ်သွားသောရောဂါဖြင့်ကုလားထိုင်ပေါ်တွင်ထိုင်ရင်းသေဆုံးသွားပါသည်ထိုအချိန်မှစ၍အိမ်ကြီးမှာကျိန်စာသင့်လျက်ရှိကြောင်းသူငါကစပြောကြပြီးလျှင်အိမ်ကိုလည်းတစ်ခါတည်းပိတ်လိုက်ရပါတော့ပျော်ရွှင်ကြည်နူးဖွယ်ကောင်းလှသောနေဦးပေါက်ရာသီကလေးသို့ရောက်လာရာကျွန်မလက်ထပ်လိုက်ပါသည်နောင်နှစ်ပေါင်း25နှစ်ခန့်ပင်ကုန်လွန်သွားပါဖြစ်၍ထိုအချိန်တွင်အိန္ဒိယလူမျိုးအကျဉ်းသားအချို့သည်အမျိုးသားတပ်သို့ဝင်ရောက်ကာဂျပန်တို့နှင့်ပူးပေါင်းနေသည့်အတွက်ယင်းကိစ္စကိုစုံစမ်းစစ်ဆေးရန်ကော်မတီဖွင့်လှစ်သဖြင့်ထိုခုံရုံးတွင်သဘာပတိအဖြစ်ဆောင်ရွက်ရန်ကျွန်မယောက်ျားမှာတာဝန်ကျသည့်အတိုင်းထိုမြို့သို့သွားရောက်ရပါသည်ထိုခုံရုံးဖွင့်လှစ်စစ်ဆေးမည့်နေရာမှာကြောက်မက်ဖွယ်ကောင်းသောအိမ်ကြီးတည်ရှိသောမြို့ပင်ဖြစ်ပါသည်မကြာမီကျွန်မယောက်ျားထံမှစာတစ်စောင်ရှိရာစာထဲတွင်ထိုမြို့၌တည်းခိုနေထိုင်ရေးနှင့်ပတ်သက်၍နေဖို့အိမ်အတွက်ခက်နေတယ်မရနိုင်ဘူးနို့ပေမဲ့မောင်တွေထားတဲ့အိမ်ကြီးကတော့အတော်ကျယ်ဝန်းတာပဲအိမ်ကတော့အိမ်အိုကြီးပဲဆေးပြူတွေလည်းတုပ်ထားတယ်အိမ်ဝင်းထဲမှာတော့အထူးသဖြင့်သလဲပင်တွေတိတ်များတာပဲဒါကြောင့်သလဲမြိုင်လို့နာမည်ပေးထားတယ်တခုရှိတာဒီအိမ်ကြီးကအင်မတန်ခိုက်တယ်လို့ရှေ့လူကြီးများကပြောကြတယ်ဒါပေမဲ့တို့အတွက်အရေးကြီးမယ်မထင်ပါဘူးစသဖြင့်ပါရှိလေသည်ထိုအိမ်ကြီးကအခြားမဟုတ်လွန်ခဲ့သော25နှစ်ခန့်ကကျွန်မအိမ်တော်မကျမီအဖြစ်အပျက်မျိုးစုံတွေ့ကြုံခဲ့ရသည့်သလဲမြိုင်အိမ်ကြီးပင်ဖြစ်ပါတော့သည်ကျွန်မယောက်ျားမှာရင်းအိမ်ကြီးနှင့်ပတ်သက်၍ကျွန်မကပြောဆိုခဲ့ဘူးသည်များကိုသတိမေ့နေရန်တူပေသည်ဖြင့်ကျွန်မအံ့ဩမိပါသည်နှစ်ပေါင်းဤများလောက်ကြာပြီဖြစ်၍ဖက်ကီးကြီးကျိန်ဆိုခဲ့သည့်အတိုင်းအစ္စလမ်၏သားတစ်ယောက်သွေးဖြင့်ရွေးနှုတ်ယူမှသာသူ၏ကျိန်သာပြေလည်ဆိုခြင်းမှာပြည့်ပြေလောက်ပြီဟုကျွန်မဆုတောင်းပြီးလျှင်အခြားရွေးချယ်ရန်မရှိသဖြင့်ဤအိမ်ကြီးကိုပင်ယူလိုက်ရပါတော့သည်ကျွန်မရောက်သွားသောအခါအိမ်ကြီးမှာသက်ရက်ကျနစွာနေသားတကျပြုပြင်ပြီးရှိနေပါသည်သန့်ရှင်းစင်ကြယ်ရေးဆေးများလည်းအသစ်ထပ်မံသုတ်ထားသည်ကိုတွေ့ရပါသည်ကျွန်မအားဖိတ်ခေါ်ကြိုသွင်းသကဲ့သို့ပင်ရှိပါသည်ကျွန်မယောက်ျား၌နှစ်ပေါင်းများစွာခိုင်းစေလာခဲ့သောအကြက်ဆိုသူပဋ္ဌာန်းတစ်ယောက်ရှိပါသည်အကြက်မှာအိမ်တော်ပါငယ်ကျွန်ဖြစ်၍ကျိုးနွံသောအစီခံတစ်ယောက်ဖြစ်ပါသည်အရာရာ၌စိတ်ချရသူတစ်ယောက်လည်းဖြစ်ပါသည်အစီခံတရားမှာလူအလုံးပင်ဤအိမ်ကြီးအကြောင်းကိုတိုးတိုးတိတ်တိတ်ပြောဆိုနေကြတော့လဲအကြက်သည်လုံးဝဂရုစိုက်ဟန်မတူပါဤအကြောင်းများကိုသတိရသည်ဖြင့်ကျွန်မယောက်ျားအားကျွန်မကကြောက်ရွံ့ကြောင်ပြောဆိုပါသည်ထိုအခါကျွန်မယောက်ျားကအချိန်ကြာလာမှာပဲကွယ်ကြောက်စရာမရှိတော့ပါဘူးဒီအတွက်နဲ့မင်းစနေစနောက်ဖြစ်မနေပါနဲ့ဟုတ်အေးသက်သာတာပြန်ပြောသည်ကိုတွေ့ရပါသည်တနေ့တော့
ညနေဆောင်၌ကျမတို့အိမ်ရှင်မြခင်းပင်ပေါ်တွင်စကားဝိုင်းဖွဲ့ပြောဆိုလျက်ရှိရာစကားဆက်မိ၍ပြောဆိုကြသောအကြောင်းအရာမှာအလွန်လှပသောကကြေသည်မာလေးတစ်ဦး၏ယောက်ျားမှာရာဇဝတ်မှုပြစ်မှုတစ်ခုဖြင့်ထောင်ဒဏ်ကျခံနေရသည့်အကြောင်းဖြစ်ပါသည်ကျမတို့ဧည့်သည်များထဲတွင်ခရိုင်တရားသူကြီးတစ်ဦးလည်းပါ၍သူကကျမယောက်ျားအားဈေးထဲမှာတော့ဗျာခမအိမ်ကရုပ်ချောချောပထံဟာကောင်မလေးကိုပိုးပန်းနေသလိုဈေးစကားဖြစ်နေတယ်ဗျဟုတ်တယ်ကျုပ်ခုမှပဲသတိရတယ်ကောင်မလေးချောချောတစ်ယောက်ကျွတ်တို့အစီကံတရားနာမှာမကြလာတော့ကျုပ်တွေ့မိတယ်အကြက်ကိုသတိပေးဦးမှာပဲကျမကိုယ်တိုင်လည်းဤအကြောင်းနှင့်ပတ်သက်၍အတော်အသင့်သိပါသည်တစ်ကြိမ်တွင်ကျမနှင့်တွေ့၍ကျမကိုယ်တိုင်ပင်သူ့အားဓာတ်ပုံရိုက်ခံရန်ချော့မော့ပြောဆို၍ဓာတ်ပုံရိုက်ယူလိုက်ပါသေးသည်နောက်ရက်သတ္တပတ်တစ်ခန့်ကြာသောအခါကကြေသည်မာလေး၏ယောက်ျားသည်ထောင်မှလွတ်လာပြီဖြစ်ကြောင်းသို့သော်လွတ်လာသည့်အချိန်မှစ၍၎င်းအားမမြင်တွေ့ရတော့ကြောင်းကျမတို့ကြားသိရပါသည်ကကြေသည်မာလေးမာနာလာအားမေးမြန်းသောအခါသူ့ယောက်ျားမှာတိုင်းရင်းသားများအားမျက်နှာပြရန်ရှက်သဖြင့်တစ်နေရာသို့သွားရောက်ကာအလုပ်အကိုင်ရှာဖွေလျက်ရှိကြောင်းပြောပြလေသည်မနာလာမှာယခင်ကဲ့သို့ယောက်ျားတိုင်းဆွဲမတ်စေလောက်သည့်အကာမျိုးမကတော့ဘဲစိတ်လက်မကောင်းသဖြင့်အိမ်တွင်အောင်းကာနေပါတော့သည်မကြာမီအောက်ပါအတိုင်းပါးစပ်သတင်းများဖြစ်ပေါ်နေသည်မနာလာ၏လင်ယောက်ျားမှာထောင်မှလွတ်သောည၌ပင်ပထံ၏အိမ်အတွင်းသို့ဝင်သွားသည်ကိုမြင်ရ၍ပြန်မထွက်လာတော့ကြောင်းဖြစ်ပါသည်ထိုကောလာဟလသတင်းမှာခဏချင်း၌ပင်ရဲဘက်သို့ရောက်ရှိသွားတော့သည်သို့နှင့်ရဲအရာရှိများသည်အကြက်အားလာရောက်စစ်ဆေးကြလေသည်အကြက်မင်းဟာမနာလာရဲ့ယောက်ျားထောင်ထွက်ကိုနောက်ဆုံးမြင်လိုက်ရတယ်လို့ငါတို့သိရတယ်ဟုတ်ပါတယ်ဆက်သူထောင်ကထွက်တဲ့ညမှာသူ့ကိုကျွန်တော်မြင်ရပါတယ်နို့ပေမဲ့ကျွန်တော်မြင်ပြီးတဲ့နောက်ဘယ်သူကသူ့ကိုမြင်သေးလဲဆိုတော့ကျွန်တော်ဘယ်နဲ့လုပ်ပြီးပြောနိုင်ပါမလဲသူမိန်းမမနာလာကတော့သူ့ယောက်ျားဟာနောက်တစ်နေ့မနက်စောစောထပြီးတခြားနေမှာအလုပ်လုပ်ဖို့ထွက်သွားတယ်လို့ပြောတာပဲဆက်ကျမတို့လင်ပြားမှာသူ့ခန်းတကားခြေကျော်အနီးတွင်သူနှစ်ဘေး၌ရပ်နေကြပါသည်ရင်းခန်းသည်ကလွန်ခဲ့သောနှစ်ပေါင်းများစွာကဖကီးကြီးနေထိုင်ခဲ့သောအခန်းပင်ဖြစ်ပါသည်ထိုအခါရဲအုပ်ကဒါဖြင့်မင်းအခန်းမှာခြေရာလက်ရာတွေ့လို့တင်များရှာရလိမ့်မယ်ဟဲ့ရဲအုပ်နှင့်အတူကျမတို့ပါသူ၏အခန်းတွင်သို့ဝင်ရောက်သွားကြပါသည်ရဲသားနှစ်ယောက်တို့သည်အခန်းတွင်ရှိပစ္စည်းများကိုဟိုကိုင်ဒီဆွဲစသည်ဖြင့်ပြင်း၏လေးကန်သာရှာဖွေလျက်ရှိကြပါသည်တယောက်မှာအကြက်၏နောက်နားတွင်ရပ်နေပါသည်အားလုံးပစ္စည်းများကိုကြည့်ရှုပြီးသောအခါသူတို့သည်အကြက်၏အိပ်ယာကိုဖယ်ရှားလိုက်ပါသည်အိပ်ယာအောက်ရှိမြေကြီးမှာအတန်ငယ်မိုးမောက်နေ၍မြေကြီးကြမ်းပြင်ပေါ်၌နွားချေးအဆိုများအချို့နေရာများပေကျံနေသည်ကိုတွေ့ရပါသည်ရဲသားများသည်တယောက်မျက်နှာတယောက်ကြည့်ပြီးနောက်အကြက်အားကြည့်လိုက်ပါသည်ဒီနေရာမှာမြေဘာဖြစ်လို့မငြိသလဲအကြက်မကြာခင်ကမှတူပြီးပြန်ဖို့ထားတာနဲ့တူနေလိုပါခင်ဗျာကြွက်တွေကအင်မတန်နှိမ့်ဆက်တယ်ဗျဒီနေရာမှာကြွက်တင်းတွေကြီးပဲညတိုင်းဂျုံအိတ်တွေလာဖောက်ဂျုံတွေစားဒါကြောင့်ကြွက်တင်းတွေကိုအုတ်ခဲနဲ့ဆိုပြီးကျွန်တော်ပြန်ဖို့ထားရပါတယ်ထိုအခါရဲအုပ်ကပြုံးလျက်တို့တွေဟာမနာလာရဲ့ယောက်ျားကိုရှာရအောင်လာသလိုကြွက်တွေကလည်းလာပြီးရှာကြတယ်ထင်ပါရဲ့ကွယ်ကြွက်တွေကိုတွေ့ရင်သူ့ကိုလည်းတွေ့ကောင်းတွေ့ပါလိမ့်မယ်ငါတို့တူးကြည့်ကြမယ်ဟဲ့ရဲသားတစ်ယောက်သည်တကားစီသို့သွား၍တကားကိုဖွင့်လိုက်ပါသည်ကျမတို့အိမ်ကအစီကံများအပြင်ဘက်တွင်စု၍ရပ်နေကြပါသည်ရဲသားမှာတရွေးနှင့်ပေါက်ပြားရှာပေးရန်သူတို့အားပြောပါသည်အကြက်ကဟိန်းနူးရဲသားတစ်ယောက်၏လက်ထက်တွင်အဖမ်းခံရမည်ကိုအလွန်ရှက်ရှောက်သွားဟန်ဖြင့်တူပါသည်သို့နှင့်သူသည်လျှက်ပြက်ကဲ့သို့လျင်မြန်ခြင်းဖြင့်သူ၏ခါမှဓာကြီးကိုဆွဲထုတ်လိုက်ပြီးသူ၏နှလုံးသားတည့်တည့်သို့တခါတည်းထိုးစိုက်လိုက်ပါတော့သည်သူသည်မတ်တပ်မှချက်ချင်းလဲကျသွားရာကျိန်စာသူကဲ့သို့ဖကီးကြီး၏ကြမ်းပြင်မှာသူ၏သွေးများဖြင့်ဖုံးသွားသဖြင့်ဤကြောက်မက်ဖွယ်ကောင်းသောအပြုအမူဖြင့်ဖကီးကြီး၏ကျိန်စာကိုရွေးနှုတ်လိုက်သကဲ့သို့ဖြစ်နေပါသည်သူတို့သည်အကြက်၏အလောင်းကိုညောင်ပင်အောက်ရှိသင်္ချိုင်းရာဟောင်းစီသို့ယူဆောင်သွားပါသည်ထို့နောက်သူတို့သည်အကြက်အိပ်ရာအောက်ရှိကြမ်းပြင်ကိုတူးဖော်ကြရာထောင်ထွက်၏အလောင်းကိုတွေ့ရပါသည်ဤသို့ဖြင့်ဧပြီလ၏လေပြေကလေးသည်တရက်ပွင့်ရနံ့များဖြင့်ရောသွန်တိုက်ခတ်လျက်အိတ်တန်းတက်သောညံ့ငှက်ကလေးများ၏အော်မီ
တွင်ကျူးသံများကိုကြားရသည့်အချိန်၌ပင်လူ၅ယောက်တို့၏အသက်ဖြင့်ပကီးကြီး၏ကျိန်စာကိုရွေးနှုတ်လိုက်ရပါသည်မကောင်းသောကံကြမ္မာကသလင်းမြိုင်အင်းကြီးမှအပြီးတိုင်ထွက်ခွာသွားပါသည်